မိုင်းဆိုတာတိတ်ကကြံရစ်ခဲ့တဲ့ရိုးစုတက်တက်မဟုတ်ပါဘူး။သမိုင်းဆိုတာအချိန်တိုင်းပြန်လဲနှိုးထလာတတ်တဲ့ဝိညာဉ်တစ်ခုပါ။သူသဖြင့်ရခိုင်ပြည်နယ်မြောက်ဦးနေပြီးတော့လို့သွေးနဲ့မျက်ရည်ဖုံးမိနဲ့အာဏာဇက်တွေထွန်းတောက်ခဲ့တဲ့မြေမျိုးမှာမြေကြီးတွေကကြောက်ခဲတစ်လုံးတတ်ထုတစ်ပိုင်းကအစသူ့မှာပြောပြစရာပုံပြင်တွေရှိနေတတ်ပါတယ်။ဒီဇင်ဘာလ25ရက်နေ့ကထွက်ပေါ်လာတဲ့သတင်းတစ်ပုဒ်ဟာရခိုင်ပြည်သူတွေကိုသာမကမြန်မာနိုင်ငံတဝန်းလုံးကနိုင်ငံရေးစီးရေးလေးလာသူတွေကိုပါတုံ့လှုပ်သွားစေခဲ့ပါတယ်။အဲ့ဒါကတော့နှစ်ပေါင်းရာချီပျောက်ဆုံးနေခဲ့တဲ့အာနာရှင်ခေတ်ဆက်ဆက်ကဘရင်တွေဗိုလ်ချုပ်တွေအသေးအံလိုက်ရှာခဲ့ကြတဲ့ရေရခေါင်းလောင်းကြီးကိုပြန်လည်တွေ့ရှိလိုက်ပြီဆိုတဲ့သတင်းပါပဲ။ဒီခေါင်းလောင်းဟာဖျားမှာကုသူယူဖို့တတ်ပဲလှူခဲ့တာမဟုတ်ပါဘူး။သူ့ကိုတုံ့လှုပ်ခဲ့တဲ့ခုနှစ်သူ့မှာပါဝင်တဲ့တပ်ထုတွေသူ့ကိုယ်ထဲမှာရေးထိုးထားတဲ့အင်းကွက်တွေအားလုံးဟာရည်ရွယ်ချက်တစ်ခုတည်းအတွက်ဥတည်နေပါတယ်။အဲ့ဒါကတော့ရန်သူကိုခြေမုံဖြတ်စည်းဖို့ပါပဲ။ရှေးဟောင်းနမိတ်စကားတစ်ခုရှိပါတယ်။ဒီခေါင်းလောင်းကိုတီးခတ်လိုက်တဲ့အတန်ကိုကြားရရင်ရှေးဘက်ကတိုင်းပြည်ဟာ၃ချိန်တိုင်းပြိုလဲပျက်စီးရမယ်တဲ့။ဒီကနေ့ knowledge junction ကနေတင်ဆက်ပေးမှာကတော့2025ခုနှစ်ဇူလိုင်လ3ရက်နေ့မှာတူးဖော်တွေ့ရှိခဲ့ပြီးတော့ဒီဇင်ဘာလမှာတရားဝင်တည်ပေးလာတဲ့ရခိုင်ဘရင်နရပတိကြီးရဲ့ဝိညာဉ်လက်နက်သမိုင်းဝင်ရတရားခေါင်းလောင်းကြီးရဲ့လှုပ်ဝက်စမ်းကျဲဇလန်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဇလန်းကိုအစပြုဖို့အတွက်ကျွန်တော်တို့လွန်ခဲ့တဲ့နှစ်ပေါင်း400နီးပါးခရစ်နှစ်1638ခုနှစ်ဝန်းကျင်ကိုပြန်သွားကြည့်ရအောင်ပါ။အဲ့ဒီချိန်ကရခိုင်ပြည်ဟာအာရှတိုက်မှာအင်အားအကြီးဆုံးရေတပ်ပိုင်ဆိုင်တဲ့နိုင်ငံတွေထဲမှာပါပါတယ်။ပေါ်တူဂီတွေဒက်ရှ်တွေတောင်မှရခိုင်ပြည်ကိုခက်ခက်ရဆက်ဆံရတဲ့ခေတ်အခြေအနေပါ။အဲ့ဒီခေတ်ကိုစိုးစံခဲ့တာကတော့ဘရင်မင်းမြတ်နရပတိကြီး1638 1645ပဲဖြစ်ပါတယ်။နရပတိကြီးဆိုတာတာမန်ပြင်မဟုတ်ပါဘူး။သူဟာထီးနန်းကိုရယူပုံကစားထူးကြပါတယ်။သူဟာမူလကငကုတလလို့ခေါ်တဲ့ကိုရံတော်တမှုတစ်ယောက်ပါ။ရှေ့ပြီးရင်တီရီတုဓမ္မရာဇာနဲ့ရွာဆန်ပြီးတဲ့နောက်မှာတော့နိုင်ငံရေးအခင်းချင်းပြောင်းလဲတွေကြားကနေပြီးတော့ထီးနန်းကိုသိမ်းပိုက်ခဲ့သူဖြစ်ပါတယ်။ဒါကြောင့်သူ့လက်ထက်မှာပြည်ရင်းရန်ရောပြည်ပရန်မှာပေါ်များခဲ့ပါတယ်။အထူးသဖြင့်အရှေ့ဘက်မှာရှိတဲ့အင်းဝဘရင်တွေရဲ့နေချက်လိုမှုနဲ့အနောက်ဘက်ကမကိုဘရင်တွေရဲ့ဖိအားကိုသူရင်ဆိုင်နေရတဲ့အချိန်မှာသမိုင်းမတန်းတွေရာနရပတိကြီးဟာစီရေးရာမှာကျွမ်းကျင်သလိုကံမီရပညာရက်တွေမှာလည်းတစ်ဖက်ကနှက်ဆက်သူလို့ဆိုကြပါတယ်။သူ့လက်ထက်မှာတိုင်းပြည်တည်မြဲဖို့အတွက်မြို့ရိုးတွေကျုံးတွေတည်ဆောက်တာတွေအပြင်နာမိုင်းဆိုင်ရာအစီအရင်တွေကိုပါနိုင်ငံတော်စစ်စီမံကိန်းအနေနဲ့လှုပ်ဆောင်ခဲ့ပါတယ်။ရန်သူတွေရခိုင်ပြည်ကိုခြေချလိုက်တာနဲ့စိတ်သက်ကြသွားအောင်သူတို့ရဲ့ဖုံးကန်တွေနှိမ်သွားအောင်လှုပ်ဆောင်တဲ့အောက်လန်းနည်းပညာသို့မဟုတ်ထက်လန်းရတဲ့နည်းတွေကိုနန်းတွင်းပညာရှိတွေနဲ့တိုင်ပင်ပြီးတော့စီရင်ခဲ့ပါတယ်။အဲ့ဒီစီမံကိန်းတွေကအကြီးမားဆုံးလက်နက်ကတော့အခုကျွန်တော်တို့မြင်တွေ့နေရတဲ့ရေတရာခေါင်းလောင်းကြီးပါပဲ။ American Business Media ကဖော်ပြထားတဲ့အချက်လက်တွေကတကယ်ကိုအံ့ဩစရာပါပဲ။ဒီခေါင်းလောင်းရဲ့အတိုင်းအတာတွေပါဝင်တဲ့အရာတွေကတာမန်ကျေးသွင်းလက်ရာတစ်ခုထက်ပိုနေပါတယ်။ချက်လက်တွေကိုတေချာလေးလာကြည့်ရအောင်ပါ။အမြင့်က86စင်တီမီတာရှိပါတယ်။အောက်ခြေချင်းကတော့65စင်တီမီတာရှိပြီးတော့အောက်ခြေအဝန်းက209စင်တီမီတာရှိပါတယ်။အနားအထူကတော့4စင်တီမီတာလောက်ထူပါတယ်။ကိုယ်ရဲ့အဝန်းကတော့160စင်တီမီတာလောက်ရှိပါတယ်။ဓာမီယပညာမှာကဏ္ဍသင်္ချာအလွန်ရေးပါပါတယ်။ဒီတိုင်းတာကဏ္ဍတွေဟာနက်ခက်နဲ့ဘေးဒင်ရတွက်ချက်ထားတဲ့ဂိမ်းကဏ္ဍတွေဖြစ်ဖို့များပါတယ်။ထူးခြားဆုံးချက်ကတော့သူ့မှာရေးထိုးထားတဲ့ဘာသာစကား၃မျိုးပါ။ပါဠိဘာသာကတော့ဗုဒ္ဓသာသနာတော်ရဲ့အကာအကွယ်ကိုရယူဖို့တက္ကတဘာသာစကားကတော့ဟိန္ဒူဆန်တဲ့မန်နန်တွေအာနဇက်ပြင်းထန်တဲ့မိန်းတွေကိုရေးထိုးဖို့ယက္ခဝနကတော့ရှေးဟောင်းရခိုင်သာဖြစ်ပါတယ်။ရခိုင်လူမျိုးတွေရဲ့ပိုင်ဆိုင်မှုနဲ့အမျိုးသားရေးစိတ်ဓာတ်ကိုထည့်သွင်းဖို့ဒီဘာသာစကား၃မျိုးပေါင်းစပ်ထားတာကဘာကိုပြနေတယ်လဲဆိုတော့ဒီခေါင်းလောင်းဟာသာသနာအာဏာနဲ့လူမျိုးဆိုတဲ့မန်နိုင်ကြီး၃ရက်ကိုပေါင်းစပ်ထားတဲ့သင်္ကေတဆိုတာပါပဲ။ဒါအပြင်ခါးလဲလို့ခေါ်တဲ့အစီရင်ပါဝင်တယ်လို့သိရပါတယ်။ဒီနေရာမှာမိတ်ဆွေခါးလဲဆိုတာရခိုင်အစီရင်တွေမှာအလွန်ကြောက်ဖို့ကောင်းတဲ့ပညာရက်ပါ။ရန်သူကကိုယ့်ကိုလှုပ်ကြံမှုလာရင်အဲ့ဒီအကျဉ်းစီကရန်သူစီကိုမြှားဥပြန်လဲသွားစေတာလာတဲ့လမ်းမှာတွေကတ်ဆိုင်ပြီးတော့ပြန်လဲပြေးရတာမျိုးတွေဖြစ်စေတဲ့ပညာရက်ပါ။ဒီခေါင်းလောင်းကိုတီးခတ်လိုက်ရင်ထွက်လာတဲ့အတန်လိုင်းတွေကဒီကားလက်မှန်တန်ကိုလေတူထဲမှာပြန့်နှံ့သွားစေပြီးတော့ရန်သူတွေကိုစိတ်ဖောက်ပြန်အောင်လှုံ့ဆော်တယ်လို့ရှေးလူကြီးတွေကယုံကြည်ကြပါတယ်။ဒီခေါင်းလောက်နဲ့ပတ်သက်ပြီးလူသိအများဆုံးနဲ့အကြောက်ဆုံးစကားကတော့တခါတီးရင်ရှေ့ပြီး၃ကပြိုလေးရှိတယ်ဆိုတဲ့နမိတ်ပါပဲ။သမိုင်းကိုပြန်ကြည့်မယ်ဆိုရင်ရခိုင်ပြည်နယ်အတွက်အဓိကရန်သူကအနောက်ဘက်ကမကိုမင်းတွေထက်ရှေ့ဘက်ကလာတဲ့ဗမာပြည်တွေကပို့ပြီးတော့စိုးရင်စရာကောင်းခဲ့ပါတယ်။
အင်းဝတောင်ကိုကုန်းပေါင်ခေတ်ဆက်မှာရခိုင်ကိုသိမ်းပိုက်ဖို့ကြိုးစားခဲ့ကြတယ်နရပတိကြီးအနေနဲ့ဒီခေါင်းလောင်းကိုစီရင်ခဲ့တာကရိုးရိုးရှင်းရှင်းပြောရရင်တော့သူ့ရဲ့ရှေ့ဘက်မှာရှိတဲ့လက်ရှိမြန်မာပြည်မကဘရင်တွေရဲ့ဖုံးကန်ကိုချနိုင်မှုရည်ရွယ်ခဲ့တာဖြစ်နိုင်ပါတယ်1984ခုနှစ်မှာဘိုးတော်ဖေဟာဗဒုံမင်းရဲ့သားတော်အေရှိမင်းကရခိုင်ကိုဝင်တိုက်ပြီးသိမ်းပိုက်ခဲ့စဉ်ကသူတို့ဟာမဟာမြတ်မုနီဖေဟာကြီးပါဝင်ရခိုင်မွေနှစ်အများပြားကိုယူဆောင်သွားခဲ့ပါတယ်ဒါပေမဲ့ဒီရရခေါင်းလောင်းကြီးကိုတော့သူတို့မယူဆောင်နိုင်ခဲ့ပါဘူးတချို့ကတော့ပြောကြတယ်ဒီခေါင်းလောင်းကြီးကိုနေချဲတွေလက်ထဲမရအောင်ရခိုင်မျိုးချစ်တွေကလှုပ်ဝက်မြုပ်နှံခဲ့ကြတယ်တဲ့အဲ့ဒီအချိန်ကစပြီးတော့ဒီခေါင်းလောင်းဟာသမိုင်းရဲ့ရိတ်ထဲမှာပျောက်ကွယ်သွားခဲ့ပါတယ်ဒါပေမဲ့သူ့ရဲ့ချိန်စာကတော့ကြံရစ်ခဲ့ပါတယ်အရှိပြည်လို့ဆိုရမှာပထဝီဝင်သဘောရရခိုင်ပြည်ရဲ့ရှေ့ဘက်မှာရှိနေတဲ့မြည်သည့်အုပ်ချုပ်သူကိုမဆိုလိုနိုင်ပါတယ်ခေတ်ကာလတွေပြောင်းလဲသွားပြီးနောက်ကိုလိုနီခေတ်လွတ်လပ်ရေးခေတ်ဖာစာဗလခေတ်ခေတ်အဆက်ဆက်အုပ်ချုပ်သူတွေကရခိုင်ပြည်ကိုရောက်တိုင်းဒီခေါင်းလောင်းအကြောင်းကိုကြားဘူးကြပါတယ်အထူးသဖြင့်စစ်အာဏာရှင်တွေဟာရေရာနဲ့အစီရင်တွေကိုအလွန်ယုံကြည်ယူသွကြသူတွေပါ1990ပြည့်လွန်နှစ်များကစစ်ထောက်လိုက် MIG ကဗိုလ်ချုပ်ခင်ညိုတကူထွားစဉ်ကာလကိုပြန်ကြည့်ရအောင်ပါအဲ့ဒီအချိန်ကဗိုလ်ချုပ်ခင်ညိုကတိုင်းရင်းသားဒေသတွေမှာရှိနေတဲ့ရှေးအောင်ဖျားတွေရတနာတွေကိုတူးဖော်ပြီးပြန်လည်မုံမှန်တယ်လို့နဲ့ရေရာချီလေးရှိပါတယ်သူတို့ရဲ့သတင်းကွန်ရက်ကနေတဆင့်ဒီရေရာခေါင်းလောင်းဟာတနေရာမှာရှိနေသေးကြောင်းသတင်းရခဲ့ပါတယ်ဗိုလ်ချုပ်ခင်ညိုဟာအဲ့ဒီခေတ်ကသာသနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီးဌာနရဲ့ထိပ်ပိုင်းအရာရှိရှေးအောင်သူတွေသနာပညာရှင်ဒေါက်တာနူးမြဆန်ကိုတာဝန်ပေးပြီးတော့ရှာဖွေခိုင်းခဲ့ဘူးတယ်လို့ဆိုကြပါတယ်သူတို့မှာအာဏာရှိတယ်ငွေလည်းရှိတယ်လူအင်အားတွေကလည်းအများကြီးပဲရခိုင်ပြည်နယ်ဖျားပထမအောင်တွေကိုသူတို့ရှာဖွေခဲ့ကြတယ်ရည်ရွယ်ချက်ကနှစ်ခုရှိပါတယ်ဒီခေါင်းလောင်းကိုပိုင်ဆိုင်ပြီးတော့သူတို့ရဲ့အာဏာကိုတည်မြဲအောင်လုပ်ဖို့ဒါမှမဟုတ်ရင်ရခိုင်တော်လှန်ရေးသမားတွေလက်ထဲကိုဒီခေါင်းလောင်းရောက်သွားမှာကိုကြောက်လို့ဖျက်ဆီးပစ်ဖို့ဖြစ်နိုင်ပါတယ်ဒါပေမဲ့သူတို့ဘလို့ပဲကြိုးစားမှန်းသာရှာဖွေဖို့ရလက်ကတော့တုံညပါပဲစစ်ထောက်လိုက်ရည်တွေဘလောက်တော်ပြည်သူတွေရဲ့နှုတ်ကိုတော့မဖွင့်ရနိုင်ခဲ့ပါဘူးခေါင်းလောင်းကြီးဟာမြေကြီးထဲမှာရှိနေတာလားလူတယောက်ကတိန်းထားရလားဆိုတာဘယ်သူမှမသိခဲ့ရပါဘူးအချိန်တွေကုန်လွန်ခဲ့ပြီးတော့အာဏာရှင်တွေကလည်းတယောက်ပြီးတယောက်ပြောင်းလဲခဲ့ပါပြီဒါပေမဲ့လှုပ်ဝက်ချက်ကိုထိမ့်သိမ်းထားတဲ့လူတယောက်ကတော့မပြောင်းလဲပဲရှိနေခဲ့ပါတယ်သူကတော့အသက်84နှစ်အရွယ်ဦးအောင်ထွန်းပါဦးအောင်ထွန်းဟာသူ့ဘဝတစ်လျှောက်လုံးဒီခေါင်းလောင်းကြီးဝတ်ထားတဲ့နေရာကိုသိနေခဲ့ပါတယ်စစ်ဆိုးရခေတ်ဆက်မှာဘေးရနေတွေကြုံနေရတဲ့ကြားကသူကနှုတ်ပိတ်နေခဲ့ပါတယ်သူစောင့်နေခဲ့တာကအချိန်ခါတစ်ခုပါပဲရခိုင်လူမျိုးတွေကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရမယ့်အချိန်ရခိုင်ကံကြမ္မာကိုရခိုင်တွေဖန်တီးနိုင်မယ့်အချိန်ကိုသူစောင့်နေခဲ့တာပါ2025ခုနှစ်ဇူလိုင်လ3ရက်နေ့မှာတော့ဦးအောင်ထွန်းဟာအာရခတပ်တော် AA ထံကိုဒီသတင်းကိုပေးပို့ခဲ့ပါတယ် AA တပ်ဖွဲ့ဝင်တွေတွားရောက်တူးဖော်တဲ့အခါမှာတော့အန်ဩဘယ်ကောင်းလာအောင်မပြတ်မစည်းပဲကျရှိနေတဲ့နရပတိကြီးရဲ့ခေါင်းလောင်းကိုတွေ့ရှိခဲ့ရပါတယ်တင်ပေါင်း400နီးပါမြေအောက်မှာငြိမ်သက်နေခဲ့ပေမဲ့သူ့ရဲ့ဂုံဒရက်ကတော့ညှိုးမိတ်မသွားခဲ့ပါဘူးအေးအနေနဲ့ဥအောင်ထုံးကိုဂုံပြူးငွေ7,500ချီးမြှင့်ခဲ့တယ်ဆိုတာခေါင်းလောင်းရဲ့တန်ဖိုးကြောင့်နေမဟုတ်ပဲသမိုင်းကိုလက်ဆင့်ကမ်းပေးခဲ့တဲ့သူ့ရဲ့တစ္ဆာတရားကြောင့်ဖြစ်ပါတယ်ဒီဇင်ဘာလ25ရက်နေ့မှာဒီသတင်းကိုထုတ်ပြန်လိုက်ခြင်းဟာကဘာကြီးကိုရောရန်သူတွေကိုပါတည်ပေးလိုက်တာပါငါတို့ရဲ့သမိုင်းငါတို့ရဲ့လက်နက်ငါတို့စီပြန်ရောက်ပြီလို့ကြေညာလိုက်တယ်လို့ပါပဲရှေးအောင်ပစ္စည်းတစ်ခုပြန်ပေါ်လာတာကတိုက်ဆိုင်မှုလို့ပြောလို့ရပါမယ်နိုင်ငံရေးစစ်ရေးအပြောင်းလဲတွေဖြစ်ပေါ်နေတဲ့ဒီလိုအချိန်ခါမျိုးမှာမှအရှိပြည်ကိုဖြိုမဲ့ရေရာခေါင်းလောင်းပေါ်လာတာဟာတကယ်ကိုထူးခြားတဲ့နမိတ်ပါပဲနိုင်ငံရေးသိပ္ပံသဘောအရပြောရရင်ဒါဟာ legitimacy တရားဝင်မှုနဲ့စိတ်သက်စစ်စေအောင်ပွဲပါပဲတစ်ချိန်ကအာဏာရှင်တွေပိုင်ဆိုင်ခြင်းခဲ့တဲ့ຢာကိုအခုတော်လှန်ရေးအစိုးရတရက်ကပိုင်ဆိုင်နိုင်လိုက်ပါပြီရှေးလူကြီးတွေရဲ့စကားအတိုင်းဒီခေါင်းလောင်းကိုတီးခတ်လိုက်တဲ့အခါတကယ်ပဲရှေးဘက်ကအာဏာရှင်စနစ်ပြိုလဲမလားဆိုတာကတော့တမိုင်းရပဲဖြေပေးပါလိမ့်နေပေါင်းများစွာတိတ်ဆိတ်နေရကနေအခုချိန်မှာပြန်လဲနှိုးထလာခဲ့တဲ့ဒီခေါင်းလောင်းကြီးဟာရခိုင်ပြည်သူတွေမြန်မာပြည်သူတွေအတွက်တော့အောင်ပွဲရဲ့စီတော်တန်ဖြစ်ပေမဲ့နေပြီးတော့ကအာဏာရှင်အယူတွေအတွက်ကတော့သူတို့ရဲ့ညီကုန်းကိုချက်ပေးနေတဲ့တင်မေးတမန်ခေါင်းလောင်းတန်ပဲဖြစ်ပါလိမ့်မယ်ရခိုင်ပြည်ကနေဒီခေါင်းလောင်းကြီးကိုတီးခတ်လိုက်တဲ့အချိန်မှာရခိုင်ရိုးမကိုကြော်ဖြတ်ပြီးထွက်ပေါ်လာမဲ့အတန်လှိုင်းတွေကနေပြီးတော့ကစစ်အာဏာရှင်တွေရဲ့ရုံးခန်းတွေအထိတုံခါသွားစေပြီးတော့သူတို့ရဲ့အာဏာစက်နဲ့မာမာနာတွေကိုရိုက်ချိုးပြစ်မဲ့ကံကြမ္မာရဲ့တရားစီရင်ဖြစ်လာပါစေလို့ဆန္ဒပြုလိုက်ရပါတယ်မိတ်ဆွေတို့ရောဒီရှေးအောင်နမိတ်တိုင်းတကယ်ဖြစ်လာမယ်လို့ယုံကြည်ပါသလားကွန်မန့်မှာဝင်အောင်ဆွေးနွေးပေးသွားကြပါဦးနောက်ထပ်လည်းတမိုင်းတွေကပျောက်ဆုံးနေတဲ့လှုပ်ဝက်ချက်တွေကိုဆက်လက်တင်ဆက်ပေးသွားမှာမလို့ Knowledge Junction ကို Subscribe လုပ်ထားဖို့မမေ့ပါနဲ့အားလုံးပဲဘေးကင်းလုံခြုံကြပါစေကြည့်ရှုပေးသူတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ